တာကိုမမြဲဘူးလို့ပြောတာမတင့်တယ်တာကိုမတင့်တယ်ဘူးလို့ပြောတာကဲစဉ်းစားကြည့်တော့လူခန္ဓာကိုယ်သဘာဝတကယ်တင့်တယ်တာမှဟုတ်မှာမဟုတ်နဲ့မိတ်ကနေပြီးတော့အနန္တတွေချက်ထားလို့အဲ့ဒီကအနန္တထွက်တာပဲဥစ္စာခန္ဓာကိုယ်ကပဂရိအနန္တကမွေးရမှာမဟုတ်မှာမဟုတ်ပဲနဲ့အရှိကိုပဂရိကိုဝိဂတိနဲ့ဖုံးထားတာလေဟုတ်တယ်မဟုတ်လူတွေနေစဉ်ဖုံးနေတာနို့ဆိုတဏှာတွေပဲရောင်းရမလဲအဲ့တော့လူတွေကကိုယ်အနံ့ကိုအပေါ်ရလေးနဲ့ဖုံးပြီးတော့ထားနေကြတာအစင်တန်နဲ့မလှလှအောင်ပြင်ပြီးတော့ဖုံးနေကြအဲ့တော့မြတ်စွာဘုရားကပဂတိကိုပြောတာလေအဲ့တော့မြတ်စွာဘုရားကလှတာကိုလှတယ်လို့အတိမပြုတ်ပါတယ် appreciate လုပ်တယ်ခေါ်တာပေါ့ဘုရားဘာသာ appreciate လုပ်တယ်ဒီဘုရားဖြစ်သွားတဲ့အခါမှာကောင်းတာဆိုရင်ကောင်းတဲ့အရာသာမှသိတယ်ခံစားတယ်မကောင်းတာဆိုရင်မကောင်းတဲ့အရာသာမှသို့တော့မြတ်စွာဘုရားမှာတွေ့တာမှုဆိုတဲ့တဏှာမပါတော့မုန်းတိမှုဆိုတဲ့ဒေါသပဲမလာတော့ဘာဖြစ်လို့မလာတော့ဆိုရင်အပြစ်ဘက်ကအာယုန်တွေရဲ့အနေအထားကိုကောင်းပိုင်ပိုင်နိုင်နိုင်နားလည်သွားပြီလူတွေကနားမလည်ဥစ္စာဘာလို့ဆိုလှည့်စားထားတာကိုခန်းနေရတာလေမိတ်ကချယ်ပြီးတော့လှည့်စားထားတယ်ကာလာမျိုးနဲ့လှည့်စားထားတယ်အဲ့ဒါကိုဟောမှန်တာဟောအတုအယောင်အနံ့တွေနဲ့လှည့်စားထားတယ်အဲ့ဒါကိုဟုတ်တယ်ဒါတဘာဝအစစ်အမှန်ဆိုတာကိုပရိညာဒပိုင်းခြားပြီးတော့တည်ပြီးသားဖြစ်ပြီးအပြင်ကတဘာဝတွေကိုကုန်နားလည်ထားပြီးအပြင်ကနားလည်ထားရုံနဲ့မကဘူးအတွင်းကလည်းအစ္ဆဒရှင်းနေပြီတဲ့တွေ့တာပဲလောဘဆိုတာမရှိဘူးမုန်းတိမဲ့ဒေါသဆိုတာမရှိဘူးတန်တဲ့ကိလေသာတွေမရှိဘူးဆိုတော့အတွင်းကလည်းရှင်းအပြင်ကလည်းရိုးစင်းနေသည့်အတွက်ကြောင့်ကြည့်ကောင်းရင်ကောင်းတယ်လို့မြင်မယ်မကောင်းရင်မကောင်းတယ်လို့မြင်မယ်ခံစားနားလည်မှုကတော့ရှိတယ်သို့တော်မြတ်စွာဘုရားရဲ့ခံစားချက်ဒီလောဘမပါဘူးဒေါသမပါဘူးကိလေသာမပါတဲ့ခံစားချက်အဲ့တော့ငြိမ်းချမ်းမလို့စဉ်းစားကြည့်လိုက်ပေါ့နော်လောဘတွေပါလာလို့ရှိရင်ပူလောင်တယ်ဒေါသတွေပါလာလို့ရှိရင်ပူလောင်အဲ့ဒါတွေမပါဘဲတဲ့ရှိဝင်ရှိတိုင်းသိတဲ့ခံစားချက်နဲ့ခံစားတာဟောမြတ်စွာဘုရားသဏ္ဍာန်မှာဘောဓိပင်အောက်အတိညာပေါင်းလိုက်တဲ့အချိန်မှာရာဂတွေကုန်သွားတယ်ဒေါသတွေကုန်သွားတယ်မောဟတွေကုန်သွားအဲ့ဒီဒါကဒေါသမောဟတွေကုန်သွားနိုင်တာနိဗ္ဗာန်ကိုအာယုံပြုဆိုက်ရောက်သွားတဲ့အချိန်မှာကုန်သွားတာဖြစ်လို့နိဗ္ဗာန်ကိုအာယုံပြုလို့ကုန်တယ်လို့ပြောအဲ့ဒီကုံသွားတဲ့အချိန်မှာဒါကိုအာယုံပြုတ်ပြီးကုံသွားလို့မြတ်စွာဘုရားမျက်မှောက်ပြုတာကိလေသာនិရောဓကိလေသာချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ပြောအဲ့ဒီမျက်မှောက်ပြုတဲ့နိဗ္ဗာန်ကိုပဲသာဥပါရိတေတာနိဗ္ဗာန်တဲ့ဥပါတိလို့ဆိုတဲ့ကံကိလေသာတွေကထုတ်လုပ်ထားတဲ့အကျိုးတရားတွေကသေတာချမ်းနေသေးတယ်အဲ့ဒီချမ်းနေတဲ့အချိန်မှာပြောရတဲ့နိဗ္ဗာန်မျိုးကိုသာဥပါတိတေတာနိဗ္ဗာန်လို့ခေါ်တာအကြမ်းမြဲဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးရှိနေတဲ့အချိန်မှာကိလေသာတွေကုန်သွားတဲ့ပထမရတဲ့နိဗ္ဗာန်ဟာဒါသာဥပါတိတေတာနိဗ္ဗာန်ပဲခန္ဓာတွေကတော့ရှိနေတော့ပဲကိလေသာဖြစ်တဲ့နေရာတွေကတော့ကျမ်းနေတော့ပဲသို့တော့ကိလေသာကမရှိတော့ဘူးဟောသာဥပါတိတေတာနိဗ္ဗာန်အဲ့ဒီကုံသွားတဲ့ကိလေသာတွေဖျားခန္ဓာမှာကုံတာဖြစ်သောကြောင့်နိဗ္ဗာန်ကလည်းကိုယ်တွဲမှာရှိတယ်လို့ပြောတာနော်သို့တော့ဒီလိုလဲသွားမယူနဲ့ဦးနိဗ္ဗာန်ကပိုင်ထဲမှာရှိနေတယ်လို့လဲသွားယူနေတယ်တော့ကြတော့နိဗ္ဗာန်လိုက်ပြီးပိုင်ထဲရှာနေကုန်မယ်ဟောနောက်တစ်ခုကအဲ့ဒါသောပါရိတေတာနိဗ္ဗာန်နောက်စားတော့မြတ်စွာဘုရား45ဝါကြာပြီးတဲ့နောက်သက်တော်80ရောက်တဲ့အခါကျတော့အဲ့ဒီခုနကကျွင်းကြံနေတဲ့ကံကိလေသာတွေကထုတ်လုပ်ထားတဲ့ဝိဘက်ကမ္မစယုတ်ဆိုတဲ့ယုံ nant ခန္ဓာကြီးဟာအဲ့ဒီအချိန်မှာချုပ်ငြိမ်းသွားတယ်ချုပ်ငြိမ်းသွားတော့နောက်ထပ်အကြောင်းတွေကလည်းပြတ်သွားသည့်အတွက်ကြောင့်နောက်ထပ်ပရိသေတွေနဲ့ဆက်လာတာမရှိတော့ဘူးကံတရားရဲ့အကျွင်းကြံဖြစ်တဲ့
ဝိပဿစိတ်တွေလည်းချုပ်သွားတယ်စိတ်တွေချုပ်သွားတယ်ကာမစရုပ်တွေအားလုံးချုပ်သွားတယ်နောက်ဆုံးမြတ်စွာဘုရားမှာကြာရင်ထာဘာကြံတော့ဆိုဥရုဇယုတ်ပဲကြံတော့အဲ့ဒီလိုကံနဲ့ပတ်သက်တဲ့ဝိပဿနာမခန္ဓာတွေယုတ်ခန္ဓာတွေကာမစရုပ်တွေချုပ်သွားတဲ့အချိန်မှာမြတ်စွာဘုရားမျက်မှောက်ပြုသွားတဲ့နိဗ္ဗာန်ကိုတော့အနုပါတိတေတာနိဗ္ဗာန်လို့ခေါ်တယ်အဲ့တော့သောဥပါတိတေတာနိဗ္ဗာန်ဆိုတာမျက်မှောက်ဘဝမှာသိရဘဝကိုဆောင်ကျဉ်တတ်တဲ့တဏှာပြတ်သွားတာကိုဆိုလိုတယ်တရားအနုပါတိတေတာနိဗ္ဗာန်ဆိုတာတံပရာယိကတေတိချမယ်လို့ဒီလိုပြောအောင်ဒါကြောင့်တံပရာယိကလို့ဣတိဂုတ်ပါဠိတော်မှာသုံးတာဣဒရာပနာတံပရာယိကအနုပါတိတေတာနိဗ္ဗာန်ကတံပရာယိကဝိပဿနာမခန္ဓာတွေအကုန်ချုပ်သွားတဲ့အခါကတ္တယုတ်တွေကာမစယုတ်တွေချုပ်သွားတဲ့အခါမှာရတဲ့နိဗ္ဗာန်အဲ့ဒါကြတော့ဘဝကချုပ်သွားပြီလို့ဆိုတယ်ဘဝလို့ခေါ်တာကဒီကံတွေရဲ့အကျိုးဆက်တွေကံတွေနဲ့အကုန်ပေါင်းပြီးတော့ဘဝလို့ခေါ်ထားတာလေကမ္မဘဝဥပပတ္တိဘဝလို့ခေါ်ထားတာဟုတ်အဲ့တော့အဲ့ဒါတွေချုပ်ငြိမ်းသွားတာဟာဒါနိဗ္ဗာန်ပဲသဥပါရိတေတာနိဗ္ဗာန်အနုပါရိတေတာနိဗ္ဗာန်ဟောနိဗ္ဗာန်နှစ်ခုရှိရှုထောင့်အားဖြင့်ပြောတဲ့နိဗ္ဗာန်နှစ်ခုရှိတယ်လို့ပြောကဲဒါဖြင့်နိဗ္ဗာန်ကိုဘယ်လိုမျက်မှောက်ပြုတာလဲနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ပြုနည်းကဘယ်လိုနိဗ္ဗာန်မျက်မှောက်ပြုလဲလို့ဆိုနိဗ္ဗာန်ကိုမျက်မှောက်ပြုချင်လို့ရှိရင်ဘာလုပ်ရမလဲဆိုတပ္ပဏချင်းစဉ်ချင်းပြီးတော့သွားတဲ့ပုဂ္ဂိုလ်ကတလိုက်တပ္ပဏချင်းစဉ်ပြီးရင်ဝိပဿနာကိုသွားရမယ်ဝိပဿနာသွားပြီးတော့မှဝိပဿနာကအဆင့်မြင့်သွားပြီဆိုမှဒီလမ်းရောက်မယ်ပြောင်းလို့မရဘူးတပ္ပဏကစခြင်းစတော့မဟုတ်ဝိပဿနာကိုတိုက်ရိုက်စခြင်းစနီးနေတယ်ရှိတယ်ပေါ့တပ္ပဏချင်းစဉ်ကိုကျင့်ပြီးရင်ထိုတပ္ပဏချင်းစဉ်ရဲ့အရှိန်အဝါတွေကိုယူပြီးတော့ထိုတပ္ပဏချင်းစဉ်ဟာရလာတဲ့တပ္ပဏချင်းစဉ်ထဲမှာဖြစ်တဲ့စံတရားထဲမှာပါတဲ့တရားတွေကိုရှုအနိစ္စဒုက္ခအနတ္တရှုအဲ့ဒါဝိပဿနာပဲရှုပြီးတဲ့အခါကျတော့ခုနကအနိစ္စဒုက္ခအနတ္တဆိုတဲ့သင်္ခါရအာယုန်တွေချုပ်ဆုံးသွားတဲ့အခါကျတော့သင်္ခါရတွေကင်းသွားတဲ့ဝိသင်္ခါရဆိုတဲ့နိဗ္ဗာန်ကိုအာရုံပြုနိဗ္ဗာန်ကိုအာရုံပြုတဲ့အခါကျတော့မှဆရာကိလေသာတွေကိုမက်ကပယ်ရှားပြီးသားဖြစ်သွားတယ်အဲ့ဒီလမ်းနဲ့သွားနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းလို့ရှိရင်ဒီချင်းစဉ်တွေပဲသွားကဲဆိုပါစို့ပုဂ္ဂိုလ်တရားဟာတပ္ပဏချင်းစဉ်ကနေသွားကြည့်ဘယ်လိုသွားလို့ဆိုစာရအောင်တနေ့ကပြောခဲ့တယ်လို့စိတ်ကိုအာယုတစ်ခုနဲ့လေးခြင်းပဲအာယုလေးတစ်ခုနဲ့လေးခြင်းပဲဗုဒ္ဓရုပ်တတိနဲ့လေးခြင်းမလားထွက်လေဝင်လေနဲ့လေးခြင်းမလားဘာနဲ့ပဲလေးခြင်းကမ္မထာအာယုတစ်ခုနဲ့စိတ်ကိုလေးခြင်းလိုက်လို့ရှိရင်ထိုအာယုမှာစိတ်ဟာငြိမ်ကြသွားတမာရီတွေရသွားမယ်ပေါ့အဲ့ဒီလိုတမာရီတွေကအရှိန်ဝါကောင်းသွားလို့ဥပ္ပဇာရတမာရီဇာနာကတ်သွားတဲ့အချိန်မှာဖြစ်စေသို့မဟုတ်ဇာရသွားပြီးတဲ့နောက်မှာဖြစ်စေထိုဇာကနေထပြီးတဲ့အခါထိုဇာထဲမှာပါလာတဲ့ဝိတေတုဝိဇာနာတို့ပီတိတို့ဒုက္ခတို့ဧကဂရတို့မိမိစိတ်ထဲမှာထေပေါ်ရာဖြစ်တဲ့နာတရားတွေရဲ့သဘာဝကိုရှုနာတရားရဲ့သဘာဝကိုရှုတယ်ဆိုတဲ့နေရာမှာဘာကိုရှုရမှာတော့ပထမဆုံးဆိုရင်သဘာဝလက္ခဏာကိုအရင်ကြည့်ရမယ်တရားကိုရှုတယ်ဆိုတာသဘာဝလက္ခဏာကိုကြည့်ရမယ်ဥပမာပဲပထဝီကိုမြင်တယ်ဆိုတာပထဝီရဲ့သဘာဝလက္ခဏာဘာတော့ဆိုလို့ရှိရင်ထထလက္ခဏာခက်မာတယ်အတုံးခဲဖြစ်တဲ့သဘောပျော့ခြင်းသဘောမာခြင်းသဘောအဲ့ဒါပထဝီရဲ့လက္ခဏာပဲပူတဲ့အေးတွေကဒီဇောရဲ့သဘောလှုပ်ရှားတဲ့တွန်းကန်ရဲ့ဝါရောရဲ့သဘောဖွဲ့စည်းတယ်ယူစည်းတယ်ဆိုတဲ့သဘောကအာဘောရဲ့သဘောဆိုဟောအဲ့ဒီသဘာဝလက္ခဏာတွေကိုအရင်ကြည့်လို့သဘာဝလက္ခဏာတွေကိုမိတာသင်္ခါရတရားကိုမြင်တယ်လို့ဆိုင်ရာတရားကိုသိတယ်လို့ပြောနန္တရားကိုကြည့်မယ်ဆိုရင်ဝိတ္တတိစိတ်ကိုအာယုံတို့တင်ပေးတဲ့လက္ခဏာရှိတယ်ဝိสารကအာယုံပေါ်မှာလှည့်လည်ပြီးတော့